သမိုင်းပညာရှင်တွေတောင်အန်ဒေါနီယာစေဖြစ်တဲ့ပစိဖိတ်သမုဒ္ဒရာအလဲကရှုပ်ဝက်စမ်းကြတဲ့ကြောက်သားမြို့တော်အကြောင်းတင်ကြားပူပါသလားဒါဟာမိုက်ခရိုနီးရှားနိုင်ငံရဲ့ပုံပေကျွန်းအနီးမှာရှိတဲ့နန်မာဒေါလို့ခေါ်တဲ့နေရာတစ်ခုပါပစိဖိတ်ရဲ့ဗင်နီစ်မြို့လို့တင်စားခေါ်ဝေါ်ကြတဲ့ဒီမြို့ဟာတန်တာကြောက်သားပေါ်မှာတည်ဆောက်ထားတဲ့ကမ္ဘာတစ်ခုတည်းသောရှေးဟောင်းမြို့တော်လည်းဖြစ်ပါတယ်ဒီမြို့မှာအန်တော်ဖို့အကောင်းဆုံးအချက်ကတော့ AD 1200ဝန်းကျင်မှာတည်ဆောက်ခဲ့တဲ့လူလောက်ကျွန်းတူပေါင်း100ကျော်ရှိနေတာပါဒီကျွန်းတွေကိုတည်ဆောက်ဖို့အတွက်တန်ချိန်ပေါင်း9သိန်းခွဲကျော်ရှိတဲ့မီးတင်ကြောက်တိုင်ကြီးတွေကိုအသုံးပြုခဲ့ကြပါတယ်ဒါပေမဲ့စဉ်းစားကြည့်ပါအဲ့ဒီခေတ်ကလူတွေဟာဘီးတွေဝင်းချီဆက်တွေဒါမှမဟုတ်တမနီကျိုးတွေမရှိဘဲနဲ့တခုက9တန်ကနေတန်90အထိလေးလံတဲ့ဒီကြောက်တုံးကြီးတွေကိုပင်လယ်ပြင်ကိုဖျက်ပြီးဘလို့ထဲယူခဲ့ကြတာလဲဒေတာခန်တွေရဲ့တနာဒီကတော့မော်ဆီယာညီအီကိုနွေရောက်ကငကားတစ်ခေါင်ရဲ့အကူအညီနဲ့ဒီကြောက်တုံးတွေကိုလေထဲမှာပြန်ဝဲပြီးတဲဆောင်လာခဲ့တာလို့ယုံကြည်ကြပါတယ်ဒေပန်ပညာရှင်တွေကတော့ဒီကြောက်တုံးတွေကိုဖောင်တွေနဲ့တဲခဲ့တာလို့ယူဆပေမဲ့လက်တွေ့မှာဒီလောက်လေးလံတဲ့အရာတွေကိုတန်တာကြောက်တန်းတွေကြားထဲကနေဘလို့ထိန်းကြောက်တည်ယူခဲ့တယ်လဲဆိုတာကိုတော့အခုထိအပြေမထုတ်နိုင်သေးပါဘူးစောက်တဲလိုမြင်းဆန်ရဲ့ဩဇာအာဏာကြီးမားမှုကိုပြသနေတဲ့ဒီနန်းမာတော်မြေတော်ကြီးဟာဒီနေ့ခေတ်မှာတော့အပွေတစ်တော်တွေကြားထဲမှာတိတ်ဆက်စွာကြံ့ရစ်နေပါပြီကမ္ဘာသမိုင်းရဲ့အန်ဩစရာအကောင်ဆုံးဘိတုကလက်ရာတစ်ခုဖြစ်ပေမဲ့လူသိနေစေဖြစ်တဲ့ဒီနေရာဟာရှေးခေတ်လူသားတွေရဲ့မယုံနိုင်စရာစွမ်းဆောင်ရည်ကိုတက်ခေပြနေတာပဲဖြစ်ပါတယ်သမိုင်းရဲ့အခြားဖုံးအထားတဲ့လျှို့ရွှက်ချက်တွေကိုသိချင်သေးတယ်ဆိုရင်တော့ follow လုပ်ထားဖို့မမေ့နဲ့ဦးနော်